ကျွန်တော်တို့အားလုံးကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကျွန်တော်တို့အသင်းကိုရောက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ Chelsea ဘက်ညီကိုတွေအားလုံးကတော့သူ့ကိုအားပေးရမှာပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့အားပေးတဲ့အပြာရောင် Chelsea အသင်းကိုလာရောက်နီးပြတာဖြစ်တဲ့အတွက်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေအကုန်လုံးတတွေးတဲ့တသားတဲ့အားပေးရမယ်အဲ့တော့ကျွန်တော်တို့ Chelsea အသင်းရဲ့နီးပြသစ်ဖြစ်လာတဲ့ Liam Rosenior ရဲ့အကြောင်းလေးကိုကျွန်တော်လက်လန်းမိတဲ့လောက်လေးလေ့လာထားပါတယ်ဒါလေးကိုကျွန်တော်ပြန်လည်ပြောပြပေးသွားပါမယ်လက်ရှိမှာတော့ Rosenior ဟာဘောလုံးလောကရဲ့အလားလအရှိဆုံးလူငယ်နီးပြတွေထဲကတယောက်အဖြစ်သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ် Liam Rosenior ဟာအင်္ဂလန်လူမျိုးဖြစ်ပြီးကစားသမားဘဝမှာ Fulham, Reading နဲ့ Hull City တို့လိုအသင်းတွေမှာနောက်ခံလူဖြစ်ကစားခဲ့သူပါသူဟာကစားသမားဘဝမှာကတည်းကနီးပြအလုပ်ကိုစိတ်ဝင်စားခဲ့ပြီးတော့အသက်ငယ်ငယ်နဲ့နီးပြ license တွေရယူခဲ့ပါတယ် Rosenior ရဲ့ play style ရောဘယ်လိုရှိလဲ Rosenior ရဲ့နီးပြ style ကတော့ခေတ်သစ်ဘောလုံးလောကနဲ့အလွန်အကိုက်ညီတယ်လို့ပြောလို့ရပါတယ်ပွဲအခြေအနေပေါ်မူတည်ပြီးကစားကွက်ပြောင်းလဲရမှာတော်တော်လေးအဆင်ပြေတယ်ဘောလုံးပိုက်ဆိုင်မှုအသာစီးနဲ့ကစားတာနောက်တန်းကနေဘောလုံးကိုပြန်လဲတိဆောက်ပြီးကစားတာကိုအလေးပေးကစားတတ်ပါတယ်နောက်ပြီးတော့သူ့ရဲ့အားသာချက်ကတော့လူငယ်ကစားသမားတွေကိုနေရာပေးပြီးမြေတောင်မြောက်ပေးတတ်တာကသူ့ရဲ့အားသာချက်လို့ပြောလို့ရပါတယ်ဒါကလည်းကျွန်တော် Chelsea အသင်းပိုင်ရှင်တွေနဲ့ဘုတ်အဖွဲ့တွေသဘောကျတဲ့အချက်လို့ပြောလို့ရတယ်ဘာဖြစ်လို့ကျွန်တော် Chelsea အသင်းမှာကလူငယ်ကစားသမားတွေပိုများနေတာဖြစ်တဲ့အတွက်စင်ပြေရလို့တော့ပြောလို့ရတယ်။ Rosenior ကိုလူသိများလာစေတာကတော့ Hull City လိုအသင်းကိုကင်တယ်ခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။အသင်းကိုတန်းစင်းဆုံနာကနေ Championship ရဲ့အဆင့်9ထိရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနီးပြကောင်းတစ်ယောက်ဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။အဲ့တော့ကျွန်တော် Chelsea အသင်းနဲ့ဘာလို့ကိုက်ညီတယ်လို့ထင်ရတာလဲ။ Chelsea အသင်းပိုင်ရှင်တွေဖြစ်တဲ့ Tokpoli တို့ကရေရှည်စီမံကိန်းကိုစိတ်ဝင်စားသူတွေဖြစ်ပါတယ်။ Rosenior ရဲ့ data driven ချင်းကပ်မှုလူငယ်တွေကိုစိတ်ရှည်လက်ရှည်ပြိုးထောင်တက်မှုတိုက်စစ်ဖွင့်ကစားတတ်တဲ့ style တွေက Chelsea ရဲ့အနာဂတ်အတွက်စိတ်လှုပ်ရှားစရာဖြစ်နေတယ်လို့သတ်မှတ်ထားပါတယ်။ဒါကြောင့်ပဲကျွန်တော်တို့ Chelsea အသင်းနဲ့လက်တလုံးမှာကိုက်ညီမဲ့နီးပြအဖြစ်ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော် Chelsea အသင်းနဲ့ Liam Rosenior တို့ Hewi မကိုးခင်အခြေအနေလေးကိုကျွန်တော်ပြောပြပေးပါမယ်။ Rosenior ကတော့လက်ရှိမှာ Central Back အသင်းကိုအောင်မြင်ကင်တွယ်ပေးခဲ့ပြီးဥရောပရဲ့အဆောင်ကြည့်ရမယ့်လူငယ်နီးပြစရင်းထဲမှာပါဝင်နေပါတယ်။အဲ့တော့ Central Back အသင်းမှာ Rosenior ဘာတွေလုပ်ပြထားလဲ။သူကပြင်သစ်လိဂ်1မှာအသက်အငယ်ဆုံးနီးပြတွေထဲကတယောက်ဖြစ်ပါတယ်။သူရောက်လာပြီးနောက်ပိုင်းမှာအသင်းမှာတိကျတာပြောင်းလဲသွားတာတွေကတော့အသင်းရဲ့လူစရင်းဟာပြန်ပြန်အသက်22နှစ်ဝန်းကျင်ပဲရှိပါတယ်။ Chelsea ကနေအငှားချထားတဲ့လူငယ်တွေနဲ့တခြားဥရောပလူငယ်ခြေတွက်တွေကိုစနစ်တကျပေါင်းဆက်ထားတာပဲဖြစ်ပါတယ်။၄နှစ်3နှစ်ဒါမှမဟုတ်3လေး2ဒီကစားကွက်တွေကိုအသုံးများပါတယ်။နောက်ပြီးတော့ Liam Rosenior ကဘေးရက် play ကိုတော်တော်လေးသဘောကျတဲ့နီးပြတစ်ယောက်လည်းဖြစ်ပါတယ်။ရလက်ပိုင်းအနေနဲ့ကတော့ Central Back လို့အသင်းကိုတိုက်စစ်အသားပေးကစားစေပြီးတော့League 1ရဲ့ဇယားအလယ်အဆင့်နဲ့အထက်ပိုင်းရောက်အောင်ဆွဲတင်ပေးထားနိုင်ပါတယ်။အဲ့တော့ Rosenior က Chelsea အသင်းကိုဘယ်လိုမျိုးဆွဲဆောင်ပေးနိုင်မလဲ။ Rosenior ရောက်ရှိလာမှုကကျွန်တော်တို့ Chelsea အသင်းပေါ်ဘယ်လိုတက်ရောက်မှုရှိမလဲဆိုတာကကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော် Chelsea အသင်းနဲ့ Liam Rosenior နဲ့အတူတူလက်တွဲပြီးဘယ်လောက်ထိအောင်မြင်မှုတွေရယူနိုင်မလဲဆိုတာကကျွန်တော်တို့ Chelsea fan ညီကိုတွေအကုန်လုံးစောင့်ကြည့်သွားမယ်အချက်ပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော် Chelsea fan ညီအကိုတွေကကျွန်တော် Chelsea အသင်းရဲ့နီးပြအသစ်ဖြစ်လာတဲ့ Liam Rosenior ဘော့ကိုဘယ်လိုမြင်လဲဘယ်လိုသုံးသပ်ချင်လဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်။ဘောလုံးပွဲတွေကို online နဲ့ယုံကြည်စိတ်ချလက်ချစော့ကစားခြင်းနဲ့ဆိုရင်ကြောစီမာလာကိုစော့ကစားဖို့ဖိတ်ခေါ်ချင်ပါတယ်။ငွေသွင်းငွေထုတ်မြန်ဆန်မှန်ကန်မှုကိုအာမခံပါတယ်။ Viber Telegram နံပါတ်39 441664မှာအကောင့်တင်ဖွင့်ပြီးဆက်သွယ်စော့ကစားလို့ရပါတယ်။ဖုန်းနံပါတ်ကတော့39 44331664ပဲဖြစ်ပါတယ်။မြန်မာကျပ်ငွေထိုင်းဘတ်ငွေ2မျိုးစလုံးနဲ့စော့လို့ရပါတယ်ခင်ဗျာ။